အကာဆိုတာဗာလဲမသိတဲ့မိတ်ဆွေများအတွက်ကျွန်တော်ရှင်းပြပေးပါမယ်အခုကျွန်တော်လက်ထက်မှာကင်ထားတဲ့ကြောက်လေးဒီဒါကအကာခံပြီးတော့ကြောက်သားကောင်းသွားတဲ့ဒါအသားကြောက်လေးဖြစ်ပါတယ်ဒီကောင်လေးကကျတော့အကာခံပြီးတော့အသားလဲကောင်းသွားတဲ့ဘလက်ဂျိတ်လေးဖြစ်ပါတယ်ဒီဘေးဟာလေးရတာဒီအကာပါဒီကောင်လေးကတော့ဘေးမှာအကာခံပြီးတော့အတွင်းထဲကကြောက်စီကြောက်သားအရန်ကောင်းပြီးတော့အရေနည်းနည်းရင့်သွားတဲ့ကြောက်လေးဖြစ်ပါတယ်ဒီကောင်ကတော့အကာသုံးလုံးပေါ့နော်အဲ့ဒီမှာပြောချင်တာကအကာဆိုတာကကျွန်တော်တို့အဓိကဒီအခွန်ကနေပြီးတော့လာတဲ့အကာကိုဆိုလိုတာပါဒီကြောက်ရဲ့အပြင်မှာအခွန်ပါပါတယ်အဲ့ဒီအခွန်ကနေပြီးတော့ကြောက်မျိုးရင့်ပြီးတော့အဲ့ဒီကြောက်မျိုးရင့်တာကနေပြီးတော့မှပိုရင့်ပြီးတအားရင့်ပြီးတော့ဒီအခွန်ဒီအကာဆိုတဲ့တရေမျိုးဟိုစပြီးတော့တဲပါတယ်အဲ့ဒီကမျိုးအရင်လွန်ပြီးတော့မှအဲ့ဒီလိုအကာဆိုတာဖြစ်သွားပြီးတော့အတွင်းကြောက်အသားဒီအကာဖြစ်ပြီးဆိုရင်အကာကြောက်မျိုးရင့်ပြီးဆိုတာ ਨੇ အတွင်းကြောက်သားဒီကြောက်စီကောင်းကြောက်သားကောင်းသွားတာမျိုးတွေကိုဒါများဖြစ်တတ်တယ်ပေါ့နော်အလုံး100မှာ100လုံးဖြစ်တာမဟုတ်ပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်အလုံး100မှာဆိုရင်တော့85လုံးမကနော်ဒီလိုကြောက်မျိုးတွေကကောင်းတတ်ပါတယ်အဲ့ကြောင့်အကာအလုံး100မှာဆိုရင်တော့သူ့ဟာနဲ့သူ85လုံးလောက်ကောင်းတော့ပုံမှန်အားဖြင့်ကောင်းတယ်လို့ဒါပြောရမှာပေါ့နော်အကာမှာဆိုရင်လည်းတခုပြောချင်တာကကျွန်တော်တို့ကအကာပါတဲ့ကြောက်တိုင်းကကောင်းတာတော့မဟုတ်ဘူးအကာပါပြီးတော့အကာတက်နုတဲ့ကြောက်တွေရှိတယ်အကာပါပြီးတော့အကာတက်ရင်းတဲ့ကြောက်မျိုးတွေလည်းရှိပါတယ်အဲ့ဒါကဘာကိုပြောရမလဲဆိုရင်ကျွန်တော်ကြောက်မျိုးအနုအရင်နဲ့ဒါနှိုင်းရှင်ပြီးတော့ပြောတာပါဒီကြောက်တွေဒီဒါအကာကောင်းပါတယ်အကာရင်းတဲ့အတွက်ကြောင့်မလို့ကြောက်သားလည်းညွန့်နေတယ်ကြောက်စီလည်းညွန့်နေပါတယ်အတွင်းကြောက်သားကိုတခြားလေးကြည့်ကြည့်ပါဒါအတွင်းထဲကကြောက်သားဒီဒါအသက်ဆန်းကိုကြော်နိုင်တဲ့လက္ခဏာဖြစ်နေပါပြီရေခဲသားသို့မဟုတ် body အုပ်စုတွေကိုဝင်သွားပါမယ် body တွေကိုဝင်သွားတယ်ဆိုပေမဲ့လည်း body line အမြင့်ဆုံးဖြစ်မယ်လို့ဆိုတာမျိုးမဟုတ်ပါဘူး body မှာဆိုရင်လည်းဒါ body line ထဲမှာဟိုမှာ body တစ်ပတ်ကြနှစ်ပတ်ကြ body အမြင့်ဆုံး line ပေါ့နော်ပြီးတော့ body အောက်ကိုနည်းနည်းရောက်တဲ့ line ဒီလိုမျိုးပေါ့နီးနီးဆက်ဆက်ကက်အဲ့ဒီပုံစံမျိုးတရေတွေနဲ့လည်း body မှာဆိုရင်လည်းအဲ့လိုမျိုးအသားတန်းအဆင့်ဆင့်ကိုဖြစ်တည်ရမျိုးတွေရှိပါတယ်အဲ့ကြောင့်အကာဆိုတဲ့သဘောတရားဒီကြောက်မျိုးရင့်လို့အကာခံတာပါကြောက်မျိုးတအားရင့်ပြီးတော့အကာခံသွားတဲ့ကြောက်မျိုးတွေကပို့ပြီးတော့ကောင်းပါတယ်အဲ့ကြောင့်အကာပါတဲ့ကြောက်တွေဒီကြောက်မျိုးရင့်လို့ပါတာပါပြီးတော့ကြောက်မျိုးနှုတ်ပြီးတော့အကာခံတာမျိုးဆိုတာမရှိတော့ကိုရှားပါတယ်အဲ့ကြောက်မျိုးနှုတ်တဲ့ကြောက်တွေမှာအကာဒဏ်မျိုးပါတယ်ဆိုရင်တော့ကြောက်မျိုးရင့်ပြီးတော့အကာခံတဲ့ကြောက်တွေလိုမျိုးတော့မအောင်ပါဘူးအကာခံပြီးကြောက်မျိုးရင့်တဲ့ကြောက်တွေလိုမျိုးတော့မကောင်းပါဘူးအဲကြောင့်ကျွန်တော်ကကြောက်မျိုးနှုတ်ခြင်းကြောက်မျိုးရင့်ခြင်းဆိုတာလုံးစွတ်ကြောက်တွေကိုလုံးတဲ့အခါမှာအရန်အရေးကြီးပါတယ်အဲ့ဒီဟာတွေကိုတည်တည်ချာချာအသေးစိတ်ကိုနားလည်အောင်အခြေခံကြသိထားအောင်တည်တည်ချာချာလေ့လာသင်ယူမှပဲရပါမယ်အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့အကာကြောက်တွေဒီမှားနိုင်ပါတယ်အဲ့တော့ကျွန်တော်အခုလက်ထဲမှာကင်ထားတဲ့ကြောက်တွေဒီဒါအကာကြောက်တွေဖြစ်ပါတယ်ဒီကောင်ဆိုလည်းဒါအခွန်ကနေပြီးအကာဖြစ်တယ်အဲကြောင့်မလို့အတွင်းကြောက်သားကောင်းတယ်ကြောက်စီကောင်းသွားပါတယ်ဒါအကာခံတဲ့ကြောက်တွေဖြစ်ပါတယ်အဲကြောင့်အကာဒီကျွန်တော်တို့ကအခွန်ကနေပြီးတော့လာတဲ့အကာရှိပါတယ်နောက်ထပ်လည်းမောက်ကနေပြီးတော့လာတဲ့အကာရှိသလိုခုံးကနေပြီးတော့လာတဲ့အကာဆိုတာမျိုးတွေလည်းရှိပါတယ်ဒါကတော့အကာအုပ်စု၃စုဆိုပြီးတော့ကျွန်တော်သတ်မှတ်ပြီးခွဲခြားထားတာပေါ့နော်အဲ့ဒီထဲမှာမှအခွန်အကာထဲမှာမှအခွန်ထူခြင်းပါခြင်းပုံသဏ္ဍာန်မျိုးစုံနဲ့အကာခန္ဓာတွေလည်းရှိပါတယ်အကာအဖြူခန္ဓာတွေလည်းရှိပါတယ်အဲ့ဒီလိုအုပ်စုမျိုးတွေကိုကျွန်တော်ကကြောအခွန်ကနေပြီးတော့လာတဲ့အခွန်အကာအုပ်စုလို့ဒါအတွေ့အကြုံရအဲ့လိုသတ်မှတ်တယ်ပေါ့နော်အဲ့ကြောင့်ဒီကြောက်တွေဒီအကာကြောက်တွေဖြစ်ပါတယ်အဲ့ကြောင့်မိတ်ဆွေများကကြောက်အောင်ခြင်းတယ်ဆိုရင်ကြောက်ကောင်းတာတွေကိုလိုချင်တယ်ဆိုရင်လုံးစုကြောက်တွေမှာကြောက်မျိုးတအားရင့်တဲ့ကြောက်တွေကိုရှာပါပြီးတော့ကြောက်မျိုးတအားရင့်ပြီးတော့အကာခံမဲ့ကြောက်တွေအကာပါတဲ့ကြောက်တွေအကာကောင်းတဲ့ကြောက်တွေအဲ့ဒီလိုကြောက်တွေကိုခြာဝယ်ပါအဲ့ဒီလိုကြောက်တွေကိုခြာဝယ်ပြီးဖြတ်မှာပဲအောင်ကြောက်တွေနဲ့ပို့ပြီးတော့နီးစပ်ပါမယ်ကြောက်စီကောင်းကြောက်သားကောင်းတဲ့ကြောက်တွေနဲ့ပို့ပြီးတော့နီးစပ်ပါမယ်အဲကြောင့်မလို့အောင်သွားတဲ့ကြောက်အများစုလိုက်ကြည့်မယ်ဆိုရင်အကာကြောက်တွေတော်တော်များများကအောင်နာမျိုးတွေကိုတွေ့ရတတ်ပါတယ်အဲကြောင့်အကာပါတဲ့ကြောက်တိုင်းကအောင်နာတော့မဟုတ်ပေမဲ့အောင်တဲ့ကြောက်အများစုကအကာပါတဲ့ကြောက်တွေဖြစ်နေပါတယ်ဒါကတော့အတွေ့အကြုံရလေ့လာကြည့်တဲ့မိတ်ဆွေတွေနားလည်မှာပါအဲကြောင့်ကျွန်တော်အခုဒီနေ့ပြပေးခဲ့တာကတော့အသားအကာဘလက်ဂျိတ်အကာမန်းအကာအဲကြောင့်ဒီအကာနဲ့ပတ်သက်ပြီးတော့အခွန်ကနေလာတဲ့အကာဆိုတဲ့၃ခုကိုပြပေးခဲ့တာဖြစ်ပါတယ်အဲကြောင့်အကာအကြောင်းနဲ့မတည်သေးတဲ့မိတ်ဆွေများအခုဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အနေငယ်တော့နားလည်သွားမယ်ထင်ပါတယ်အဲကြောင့်မလို့မိတ်ဆွေများလုံးစုကြောက်ကိုလုံးတော့မယ်ခေါင်းစုကြောက်ကိုလုံးတော့မယ်ဆိုရင်အကာပါတဲ့ကြောက်တွေအကာကောင်းတဲ့ကြောက်တွေကိုဝယ်ဖြတ်ပါအဲ့ဒါပြီးပြီဆိုရင်လည်းအရေးပါတဲ့ကြောက်တွေအရေးမန်းပါတဲ့ကြောက်တွေမန်းအားကောင်းတဲ့ကြောက်တွေကိုဝယ်ဖြတ်ပါအဲ့ဒီလိုကြောက်တွေကပဲမိတ်ဆွေတို့အတွက်
အောင်ကြောက်တွေကိုအနည်းဆက်ဆုံးဖြစ်စေပါမယ်။အဲကြောင့်ကျွန်တော်အခုရှင်းပြပေးခဲ့တော့အကာနဲ့ပတ်သက်ပြီးသဘောတရားလေးကိုရှင်းပြပေးခဲ့တာပါ။ဒါကြောက်တွေနဲ့တလုံးချင်းစီကိုနောက်ပိုင်းမှာဗီဒီယိုလေးတင်ပေးသွားပါမယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။